ဒီနေ့တွေ့မြင်နေရတာကတော့ခန်းဒီနေ့ချင်းခရစ်ယာန်အသင်းတော်ရဲ့ stay home ကာလမှာအထူးပြုလုပ်ထားတဲ့ online ပေါ်ကနေပြီးတော့ကျွန်တော်တို့ချီးမွမ်းဖို့အစီအစဉ်လေးပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ချီးမွမ်းခြင်းအစီအစဉ်မှာပါဝင်မဲ့ကျွန်တော်ညီကိုညောက်ကိုကျေးဇူးစွာနေဆက်ပေးလိုပါတယ်ကျွန်တော်ကတော့တန်ခွန်ကျော်ဖြစ်ပါတယ်ဂီတာတိကပ်ပြီးမဲ့ကျွန်တော်တို့အကူကတော့ဆရာလာဖြစ်ပါတယ်ဆရာလာဆိုင်လို့ခေါ်ပါတယ်ကျွန်တော်တို့ဒီနေ့ဘာအကြောင်းအရာလေးနဲ့ပြောချင်လဲဆိုတော့ကျွန်တော်ချီးမွမ်းမဲ့တခြင်းလေးကဆရာဆန်ပြီးရေးဆက်ထားပြီးမှဆရာစောဝင်းလင်တီဆိုထားတဲ့နေရွက်ဟုတ်တယ်နော်နေရက်တွေအတွက်ဆိုတော့တခြင်းလေးပဲဖြစ်ပါတယ်ဒီတခြင်းလေးကကျွန်တော်တို့အခုချိန်မှာရန်အသိပဲရှိပါတယ်ကျွန်တော်တို့အတွက်ဘာပဲဖြစ်ဖြစ်အခုလိုကဆိုကြုံတွေ့နေရတဲ့ချိန်မှာလူတိုင်းလိုအနေနဲ့ညာတော့စိတ်တော့ကရောက်ကြမှာပဲဖြစ်ပါတယ်ဒီတခြင်းလေးကဘာပြောနေလဲဆိုတော့ကျွန်တော်တို့ခြေခွဲစရာတွေဝမ်းနည်းစရာတွေဒုက္ခတွေကြုံတွေ့နေရတဲ့အချိန်မှာလဲဖျားနဲ့အတူသွားဖို့မနေ့ပြန်အတွက်မျောလင်းချက်နဲ့အသက်ရှင်ဖို့ပေါ့နော်ကျွန်တော်တို့ဒီတခြင်းလေးကခွာပေးနေတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့အရောက်ချင်းစီတိုင်းဒီတခြင်းလေးနားထောင်ပြီးမှကျွန်တော်အတူတကွခွာယူကြရအောင်လို့ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အောင်မြင်ခြင်းလာမှာပဲသခင်ဘုရားထံခွန်အားများလဲတောင်းခံစေအသက်ရှင်မဲ့နေ့ရက်တွေအတွက်ရှင်မဲ့တနေ့မှာအောင်မြင်ခြင်းလာမှာပဲသခင်ဘုရားထံခွန်အားများလဲတောင်းခံစေအသက်ရှင်မဲ့နေ့ရက်တွေအတွက်ဒူတွေညော်လင်းခြင်းနဲ့အသက်ရှင်မဲ့တနေ့မှာအောင်မြင်ခြင်းလာမှာပဲသခင်ဘုရားထံခွန်အားများလဲတောင်းခံစေအသက်ရှင်မဲ့နေ့ရက်တွေအတွက်အသက်ရှင်မဲ့နေ့ရက်တွေအတွက်